မင်းကတော့အစားတွေဒီလောက်စားတာတော့ပိန်လိုက်တာငါကတော့အသက်ရှူရင်တော့ဝနေတယ်လို့ပဲ ဒီလိုစကားမျိုးတွေကိုသင်အမြဲလိုကြားဦးနေမှာပါတယောက်ကအဝစားနေပေမဲ့ပိန်သွဲနေပြီးနောက်တစ်ယောက်ကတော့အစားနည်းနည်းလေးနဲ့ဝလွယ်နေတယ်ဒီနေ့တော့အဲ့ဒီနောက်ွယ်ကအဓိကတရားခံ metabolism အကြောင်းကိုပြောပြသွားမှာပါ metabolism ဆိုတာကျွန်တော်တို့စားလိုက်တဲ့အစာအစာတွေကိုအသက်ရှူဖို့လှုပ်ရှားဖို့အတွက်ခန္ဓာကိုယ်ကစွမ်းအင်ဖြည့်ပြောင်းလဲပေးတဲ့ဖြစ်စဉ်ကြီးတစ်ခုပါဒါကိုခန္ဓာကိုယ်ရဲ့စွမ်းအင် engine လို့မြင်ကြည့်လို့ရပါတယ်ဒီ engine ကစွမ်းအင်တွေကိုဘယ်နေရာတွေမှာသုံးစွဲလဲဆိုတော့ BMR basal metabolic rate ဒါကအကြီးဆုံးအပိုင်းပါသင်ဘာမှမလုပ်ပဲအိတ်နေရင်တောင်အသက်ရှူဖို့နှလုံးခွန်ဖို့လိုရဲ့အခြေခံစွမ်းအင်ဖြစ်ပြီးနေ့စဉ် calorie လောင်ကျွမ်းမှုရဲ့60ကနေ85%အထိရှိပါတယ် DEF thermic effect of food ဒါကတော့အစားအစာတွေကိုခြေဖြတ်ဖို့သုံးရတဲ့စွမ်းအင်ပါ9%ကနေ10%လောက်ပဲရှိပါတယ် physical activity ဒါကတော့လေ့ကျင့်ခန်းလုပ်တာလမ်းလျှောက်တာလိုမျိုးလှုပ်ရှားမှုတွေအတွက်သုံးတဲ့စွမ်းအင်ပါအသက်ကြာမအရက်ကိုယ်လေးချံတူတဲ့လူနှစ်ယောက်မှာတော့ဘာမှမလုပ်ပဲအနားယူနေချိန်မှာတစ်နေ့တာကလိုရီလောင်ကျွမ်းမှုပမာဏကကလိုရီ800အထိကွာခြားနိုင်ပါတယ် ကယ်လိုရီ800ဆိုတာထမင်းတစ်ပကံစာလောက်ရှိပါတယ်ဆိုလိုတာက metabolism မြန်တဲ့သူကဘာမှမလုပ်ဘဲနေရင်တောင်တင့်ထထမင်းတစ်ပကံစာလောက်ပိုလောင်ကျွမ်းနေတယ်ဆိုတဲ့သဘောပါပဲ metabolism နေတာဟာအဝလွန်ခြင်းရဲ့တစ်ခုတည်းသောအကြောင်းရင်းတော့မဟုတ်ပါဘူးဒါပေမဲ့ဒီအချက်ကတင့်ကိုကိုယ်အလေးချိန်တက်ဖို့ပိုပြီးလွယ်ကူစေနေပါတယ်တင်းရဲ့ metabolism ကိုဘယ်အရာတွေကထိန်းချုပ်နေတယ်လဲမျိုးရိုးဗီဇ genetics ဒါကအဓိကဇက်လိုက်ပါပိန်တဲ့သူတွေဟာအဝလွန်စေတဲ့မျိုးရိုးဗီဇတွေပါဝင်မှုနည်းပါးပြီးဒါဟာအားသာချက်တစ်ခုပဲဖြစ်ပါတယ်ကြွက်သား muscle ကြွက်သားတွေဟာအဆီတွေထက်ဇီဝကမဖြစ်စဉ်မှာပိုတက်ကြွပါတယ်ဆိုလိုတာကကြွက်သားများတဲ့သူဟာအနားယူနေချိန်မှာတော့ကယ်လိုရီပိုလောင်ကျွမ်းစေပါတယ်ဒါကြောင့်အမျိုးသားတွေကအမျိုးသမီးတွေထက်ရေဘူးအဖြစ် metabolism ပိုမြန်တတ်ပါတယ် hormone thyroid gland ကထတဲ့ hormone တွေဟာ metabolism ရဲ့အဓိကထိန်းချုပ်သူတွေပါ thyroid အားနည်းရင် metabolism နှေးသွားပြီးဝလာနိုင်ပါတယ်အိပ်စက်နဲ့စိတ်ဖိစီးမှုအေးရဖြစ်တာနဲ့စိတ်ဖိစီးမှုများတာတွေကကော်တီဆိုလို့ခေါ်တဲ့ဟော်မုန်းကိုမြင့်တက်စေပြီးဘိုင်းမှာအဆီပိုးဆူစေပါတယ်ဒါအပြင်စာလောင်မှုကိုဖြစ်စေတဲ့ဟော်မုန်းတွေကိုပါမညီမျှဖြစ်စေလို့ကယ်လိုရီများတဲ့အစားအစာတွေကိုပိုတောင်းတစေပါတယ်ဦးလန်းချောင်းဘက်တီးရီးယားဒါကတော့လူသိနေတဲ့အဟောစရာအချက်ပါကျွန်တော်တို့ရဲ့ဦးထဲမှာရှိတဲ့ဘက်တီးရီးယားတွေကတင်စားလိုက်တဲ့အစားအစာတစ်ခုတည်းကနေကယ်လိုရီဘယ်လောက်ရမလဲဆိုတာကိုလွှမ်းမိုးနိုင်ပါတယ်လေ့လာမှုတွေအရအဝလွန်သူတွေရဲ့ဦးထဲမှာရှိတဲ့ဘက်တီးရီးယားတွေဟာအစာကနေစွမ်းအင်ကိုပူပြီးရိတ်သိမ်းနိုင်စွမ်းရှိတာကိုတွေ့ရှိထားပါတယ်ရိုးရိုးဗီဇကိုပြောင်းလဲလို့မရပေမဲ့ metabolism ကိုထိန်းချုပ်နိုင်မဲ့နည်းလမ်းများစွာရှိပါတယ်ကဲဝိတ်ချချင်တဲ့သူတွေတော့အရင်ပြောပြမယ်နော် metabolism ကိုဘယ်လိုမြင့်တင်မလဲ metabolism ဘယ်လိုမြင်အောင်လုပ်မလဲပထမဆုံးနဲ့အရေးကြီးဆုံးကကြွက်သားတိဆောက်ဖို့ပါအလေးမအလေးချင်းကလူကအကောင်းဆုံးပါပဲခန္ဓာကိုယ်မှာကြွက်သားများလာလေကယ်လိုရီလောင်ကျွမ်းမှုပိုများလေပါပဲနောက်တစ်ချက်က protein average နံများစားပါအသားတကခြေဖြတ်ရတာပိုပင်မတဲ့အတွက်ကယ်လိုရီတွေကိုအပေါ်ဆောင်လောင်ကျွမ်းစေပါတယ်နောက်တစ်ချက်ကတော့ crash diet တွေချောင်းဖို့ပါရုပ်တရက်ကြီးအစားအများကြီးရှော့ချလိုက်ရင်ခန္ဓာကိုယ်ကအငတ်ပေးစိုက်ပြီးထင်ပြီးစွမ်းအင်လောင်ကျွမ်းမှုကိုတမင်နှိမ့်ချပစ်လိုက်တတ်ပါတယ်အဲ့ဒီအခါကျမှဝိတ်ချရလာပိုခတ်သွားတတ်တယ်နောက်ဆုံးကတော့အရေးပေါ်အိပ်ပြီးစိတ်ဖြီးစီးမှုကိုရှော့ချပါဒါမှဟော်မုန်းကိုညီများပြီးတင်းရဲ့ metabolism engine ကကောင်းကောင်းအလုပ်လုပ်မှာပါပိန်တဲ့သူတွေအတွက်အဓိကကတော့ကျန်းမာတဲ့ calorie portion အောင်လုပ်ဖို့ပါပဲ junk food တွေစားသမင်းအာလူထော့ပတ်သီးအခွန်မာသီးတွေလိုအာဟာရပြည့်ပြီးကယ်လိုရီများတဲ့အစားအစာတွေကိုရွေးစားပါတစ်ချိန်နဲ့အများကြီးမစားနိုင်ရင်နည်းနည်းနဲ့ခဏခဏစားပေးပါကြားထဲမှာတရေစော်2ချိန်3ချိန်လောက်ထည့်စားပေးလို့ရပါတယ်ပြီးတော့ weight တက်ချိန်ရင်လည်းအလေးမရမှာပါဒါမှစားလိုက်တဲ့ calorie ပိုတွေကအဆီဖွင့်မတော့ပဲကြွသားအဖြစ်ပြောင်းလဲပြီးချမ်းမာတဲ့ကိုယ်အလေးချိန်ကိုရမှာပါတခုတတိထားရမှာကကာဒီယိုလေးချိန်ငန်းတွေကိုအလွန်ကျွံမလုပ်မိဖို့ပါပဲကာဒီယိုက calorie အများကြီးလောင်ကျွမ်းစေလာမို့ weight တက်ဖို့ကြိုးစားနေချိန်မှာတော့နည်းနည်း short လုပ်တင်ပါတယ်အချုပ်ပြောရရင်ဝါရာပိန်တာကမျိုးရိုးဗီဇကနေဟော်မုန်းဥရဲကဗတဲရတွေအထိပါဝင်နေတဲ့ရှုပ်ထွေးတဲ့ကိစ္စတစ်ခုပါအဓိကကိုယ့်ခမာကိုရဲ့သဘာဝ metabolism ကိုနားလည်ဖို့လိုပါတယ်ဒီဗီဒီယိုကအသင်အတွက်အကျိုးရှိတယ်ဆိုရင် like and follow လုပ်ပြီးတငယ်ချင်းတွေကိုမျှဝေပေးလိုက်ပါဦး